စီရိတ်မိုတိုရဲ့ 820R ထုတ်လုပ်မှုတွေကိုရပ်ဆိုင်းလိုက်ပြီးပဲဖြစ်ပါတယ်我们82现在呢是一个停止交付的状态，然后工厂呢也是停产状态。ဟုတ်ပါတယ်မေလလောက်ကလေးကထုတ်လုပ်မှုရပ်တန့်ခဲ့တဲ့ဒီဘိန်းကိုယနေ့အချိန်ထိပြန်လည်ထုတ်လုပ်ခြင်းမရှိတော့ပါဘူး Super Sport တွေထဲမှာအများဆုံးဘိန်းတစ်စီး WSPK ရဲ့အောက်မှာရှိတဲ့ WSSP ကလပ်မှာ9ပွဲဆက်တိုက်အနိုင်ရပြီးခင်ကြမှာရုတ်တရက်ဆိုသလိုပဲဘာကြောင့်ထုတ်လုပ်မှုကိုရနာလိုက်ရတာလဲဒါကလည်း ZH Moto ရဲ့ CEO ဖြစ်တဲ့ Jan Chui ရဲ့ဆုံးဖြတ်ချက်ပြသမှုနဲ့တာဝန်ယူစိတ်ကြောင့်လို့ပြောလို့ရတယ် Public ကိုထုတ်ရောင်းလိုက်တဲ့ ZH Moto ရဲ့ 820R တွေမှာ engine design flaw တွေရောတက်ဆင်တဲ့အခါမှာ human error တွေရောအများကြီးကိုပါသွားခဲ့တာဒါပေမဲ့ပြဿနာရဲ့အထူးကဈေးမြင့်ကိုလိုက်မယ်ဆိုရင်တော့ WSSP မှာအနိုင်ရရှိတာကို marketing ပုံစံမျိုးအသုံးချသွားတာကြောင့်လို့လည်းပြောလို့ရတယ်သူတို့ကဗျာဆိုင်ကယ်ကိုအရင်ဆုံး public ကိုထုတ်မရောင်းဘဲနဲ့ WSSP ကွင်းလေးကိုအရင်ဆုံးတွန်းပို့တယ်ပြိုင်ပွဲမှာအနိုင်ရတဲ့ result ကို social proof အနေနဲ့အသုံးချပြီးတော့ဈေးကွက်ကယုံကြည်မှုကိုယူတယ်ပြီးတော့ order တွေကိုအများကောက်ယူလိုက်တယ်ခမရပဲတွေးကြည့်ဗျာ2024ကမှဆိုင်ကယ်စထုတ်တဲ့ကုမ္ပဏီလေးနာမည်ကြီးဆိုင်ကယ်ထုတ်လုပ်သူတွေဖြစ်တဲ့ Ducati, Kawasaki နဲ့ Yamaha တို့ကိုကြော်ပြီးတော့ WSSP မှာအနိုင်ရတယ်ဈေးနှုန်းအရာကြည့်မယ်ဆိုလဲတချို့နိုင်ငံတွေမှာ 820R ကရှင်ပြိုင်ဘက်ဖြစ်တဲ့ဥရောပနဲ့ဂျပန်ဘိန်းတွေထဲဈေးက2ဆကနေ3ဆလောက်အထိကိုတက်တာတယ်ဆိုတော့ဗျာ WSSP မှာတရုတ်ဘိန်းအသစ်ဆက်ကလေးကတခြားဆိုင်ကယ်ထုတ်တဲ့ giant ကြီးတွေကိုကြော်ပြီးတော့နိုင်သွားတယ်ဆိုတဲ့သတင်းထွက်ခြင်းမှာတော့ဆိုင်ကယ်ကိုမှာယူတဲ့ order တွေကအစီးရေ9000လောက်အထိကိုထုတ်တက်သွားတယ်ဒုတိယအကြိမ်နိုင်တယ်တတိယအကြိမ်မှလည်းနိုင်တယ်စသဖြင့်အနိုင်ရရှိမှုတွေများလာတဲ့အချိန်မှာတော့ဆိုင်ကယ်ရဲ့ order ကောက်ယူမှုကအစီးရေ9000တောင်ပြည့်သွားခဲ့တယ်စက်ရုံမှာရှိတဲ့ဆိုင်ကယ်တက်ဆင်ထုတ်လုပ်ရေးလိုင်းက 24/7 24နာရီပတ်လုံးလုံးဝမနာဘဲနဲ့ထုတ်လုပ်နေရတယ်အဓိကပြဿနာကအမှစတက်တော့တာပဲဒီဆိုင်ကယ်ကိုစတင်ထုတ်လုပ်ကလေးက research and development လို့ခေါ်တဲ့သူတည်စနာလုံးမဲ့အချိန်ကဘလောက်မှအများကြီးမရခဲ့ဘူးငကိုကလေးက R&D process မှာအချိန်ယူရနေတဲ့အထက်တက်ဆင်ထုတ်လုပ်မှုအပိုင်းမှာလောတာရောတရုတ်ဘိန်းပီတာစာ quality control အားနေတာရောဒီ၃ချက်ပေါင်းလဲပေါင်းခေါ်လုံးဝ၅ပါးမှောက်တော့တာပါပဲဘာမှမဟုတ်တဲ့ပြဿနာတိတိလေးတွေကဆိုင်ကယ်ကိုengine ကွေးသွားတဲ့အထိကိုဒုက္ခပေးခဲ့တယ်ဗျပထမဆုံးအမှားကတော့ engine wine လမ်းကြောင်းမှာရှိတဲ့ pressure release bar မှာရှိတဲ့ YC လေးကိုနေရာမှားပြီးတက်မိတာဖြစ်ပါတယ်အဲ့ဒီအမှားလေးကဘာကြောင့် catastrophic failure ဖြစ်သွားသေးလဲဆိုတာကျွန်တော်ရှင်းပြမယ်ဆိုင်ကယ်ကိုစနိုးတဲ့အခါ engine မှာရှိတဲ့ engine wine ပန်းကနေတစ်စီးလုံးမှာရှိတဲ့ engine wine ရောက်ကိုရောက်အောင်မဲ့နေရာတွေကိုလမ်းကြောင်းလေးနဲ့တီးတန့်တွန်းပို့တယ် engine ကအပတ်ရည်အများကြီးလေလာတာနဲ့အမျှ engine wine ပန်းကနေတွန်းပို့တဲ့နှုန်းကလည်းများလာတယ်ဒါကြောင့်ဆိုင်ကယ် engine မှာရှိတဲ့ engine wine လမ်းကြောင်းတွေပွင့်မထွက်အောင် engine wine ပန်းမှာရှိတဲ့ပင်အသွားလေးတွေနဲ့အဲ့ဒီပန့်ကိုဆွဲလက်မဲ့ချိန်ကျိုးလေးတွေမှာ stress တွေမပြီးအောင်ပြတ်တောက်ခြင်းမဖြစ်အောင်လို့များပြားလာတဲ့ engine wine pressure တွေကိုအဲ့ဒီ pressure release bar လေးကနေ engine wine ကန်လေးကိုပြန်ပြီးတော့ဆွန့်ထုတ်ပေးတဲ့ဘားလေးပေါ့ဗျာအခုဗီဒီယိုကဆိုရင် 820R ရဲ့ engine wine ပန့်ကိုဖြုတ်နေတာဖြစ်ပါတယ်အဲ့ဒီမှာမြင်နေရတဲ့အနက်ရောင်ကောင်းလေးက engine wine pressure release bar လေးဗျစက်ရုံမှာရှိတဲ့တက်စင်တဲ့လူတွေကအဲ့ဒီဘားလေးမှာရှိတဲ့ YC ကိုဘားပေါ်တက်မှာပဲတက်လိုက်တဲ့ပြဿနာတကယ်ဆိုရင်ဘေးမှာချထားတဲ့ကာဗာလေးရဲ့အပေါ်မှာအရင်တက်ရမှာဗျအခုကျွန်တော်ဝိုင်းပြထားတဲ့ကာဗာလေးရဲ့အပေါ်မှာပေါ့စီကွင်းကဒီနှစ်ခုနဲ့ညက်ပြီးတော့လုံးဝပြပြသွားတဲ့အတွက်ကြောင့်မလို့ engine wine ကမလုံတော့ဘူးပေါ့ဗျာဒါကြောင့်ဆိုင်ကယ်ကို high RPM နဲ့မောင်းတဲ့အခါ pressure release bar က engine wine မထွက်ဖဲနဲ့စီကွင်းပြားနေတဲ့နေရာကနေ engine wine နဲ့အန်ဒီလို့ crank shaft connecting rod နဲ့ camshaft တို့စီကို engine wine လုံလောက်မရောက်ဖဲနဲ့အပေါ်ကျန်းလစ်သွားတာတွေ connecting ကျိုးသွားတဲ့ပြဿနာတွေအထိပါဆူရွာဖြစ်လာတယ်အဆိုးဆုံးပြဿနာကတော့ engine ကွဲသွားတာမျိုးပေါ့ဗျာအဲ့လိုဖြစ်ရက်တွေဖြစ်ပြီးနောက်ပိုင်းမှာ CEO ရန်ချွေးကိုယ်တိုင်ကနေထက်ထဲဝင်ဖြစ်ရှင်းပေးခဲ့တဲ့သူကိုယ်တိုင်ပေါ့ဒါတွေမကသေးဘူး engine wine ပန့်ရန် design flaw ကိုပါတွေ့ရှိခဲ့တယ်မီးပွိုင်မှာမီးမီတာကိုဆက်မသက်ဖက်နဲ့အကြာကြီးထားမိတဲ့အချိန်တွေဆိုင်ကယ်ကိုစလိုးအတိုင်းပဲထားတဲ့အချိန်တွေမှာဆိုရင် engine ရဲ့လက်ပတ်မှုကအရန်နည်းနေလို့ဒီ engine wine ပန့်ကနေလုံလောက်တဲ့ engine wine တွန်းပို့မှုကိုလည်းမလုံနိုင်ပြန်ဘူးပြင်ချမ်းပြည်နယ်မှာဖြစ်ခဲ့တဲ့ဗီဒီယိုရဲ့ရှေ့မှာပြတဲ့ engine ကွဲသွားတဲ့ဆိုင်ကယ်ကိုရန်ချွေးက return ပြန်ယူလိုက်တယ်လို့ပြောတယ်ဆိုင်ကယ်ရဲ့ပြဿနာက high RPM မှာဆိုလဲ pressure relief bar လေးရဲ့ YC တက်တဲ့နေရာကမှားလို့ engine wine ကိုလုံလောက်စွာမရပြန်ဘူး RPM အနိမ့်မှာကြတော့လဲ capacity မပြေအသုံးမကျတဲ့ engine wine ပန့်ကြောင့် engine wine ကိုလုံလောက်စွာမရပြန်ဘူးဆိုတော့ဒီ engine မှာ failure မဖြစ်ရင်ဘယ် engine က failure ဖြစ်အောင်မှာတော့နောက်ထပ်ပြင်ရခက်ပြီးတော့အဆိုးဆုံးလို့ပြောရတဲ့ပြဿနာကဆိုင်ကယ်ရဲ့ engine wine လမ်းကြောင်းကအဆမတန်ရှည်လျားနေတာ engine wine ပန့်လေးကအာမကောင်းဘူး engine wine လမ်းကြောင်းကအဆမတန်ရှည်နေတယ်တွေးတာကြည့်လိုက်တော့ဗောဗျာဒီလိုမျိုး design flaw တွေ human error တွေဖြစ်တယ်ဆိုတာကိုသိပြီးတဲ့အချိန်မှာစက်ရုံကနေဆိုင်ကယ်286စီးလောက်က order မှာတဲ့လူတွေလက်ထဲကိုအပ်ပြီးသွားပြီဒါပေမဲ့လေသဘောကျဖို့ကောင်းတာတစ်ခုကကုမ္ပဏီဘက်ကစက်ရုံဘက်ကနေဒီကိစ္စအဝဝကိုအလုံးစုံကိုတာဝန်ယူတာဗျာတခြားကုမ္ပဏီတွေလိုမျိုးဒါက user error ပါဆိုပြီးတော့လွှင့်မချခဲ့ဘူးတရုတ်နိုင်ငံရဲ့လူသုံးများတဲ့ social media app တွေကနေဗီဒီယိုတွေတင် like တွေလွှင့်ပြီးတော့တရားဝင်တောင်းပန်ခဲ့တယ်ဒူးထောက်ပြီးတော့တောင်းပန်ခဲ့တယ် user တွေတယောက်ချင်းစီကိုလည်းဖုန်းနဲ့အဆက်အသွယ်လှမ်းလုပ်တယ်
ကုန်လုံးကကျွန်တော်တို့စက်ရုံရဲ့တက်ဆင်မှုအမှားနဲ့ design flaw ပါဆိုပြီးတော့ဝင်ချတောင်းပန်တာပေါ့ဗျာဝယ်ယူထားတဲ့လူတွေအတွက်လည်းရွေးချယ်စရာ2ခုပေးခဲ့တယ်နံပါတ်1ကတော့ဆိုင်ကယ်အတွက်100%ငွေအပြည့်ပြန်အပ်မယ်ဒုတိယတစ်ချက်ကတော့ဆိုင်ကယ်ကိုယူထားခြင်းနဲ့ဆိုရင်အင်ဂျင်ကိုအသစ်လဲလှယ်ပေးပြီးတော့အာမကန်ကာလကိုစုစုပေါင်း4နှစ်အထိတိုးပေးမယ်အခုမြင်နေရတဲ့ဗီဒီယိုကဆိုင်ကယ်ကိုစက်ရုံအထိတိုက်ရိုက်သွားအပ်နေကြတာဒီထက်ပိုပြီးတော့အိတ်ကက်ပြားစီမယ့်ကိစ္စတစ်ခုကစက်ရုံတစ်ခုလုံးကိုလုံးပေးလိုက်တာအင်ဂျင်ဝိုင်းလမ်းကြောင်းရှည်လုံးတို့ design flaw ဖြစ်နေတဲ့အင်ဂျင်ရဲ့ပုံစံကွက်တွေမိုးတွေအကုန်လုံးကိုလုံးဝဖျက်ဆီးပြလိုက်တယ်မသုံးတော့ဘူးပေါ့ဗျာဒီအင်ဂျင်ပုံစံကွက်တွေကိုဖျက်ဆီးပြီးတော့အစားကနေပြန်လုပ်မဲ့ကုန်ကျစရိတ်ကစာရုပ်ပေါ်မှာအမေရိကန်ဒေါ်လာ9000ဝန်းကျင်လောက်ထိရှိတယ် recession development လည်းထပ်ပြီးတော့လုပ်မှာဆိုတော့ဒီထက်ပိုပြီးတော့အများကြီးကုန်ကျလာနိုင်သေးတယ်ဒီလိုမိုးအသစ်နဲ့ထွက်လာမဲ့အင်ဂျင်အသစ်တွေကအခု2026နှစ်ကုန်ပိုင်း2029နှစ်ဆန်းပိုင်းလောက်မှာဆိုင်ကယ်ဒီပေါ်ကိုရောက်မယ်လို့ပြောတယ်ချန်ရွှေရဲ့ဆိုင်ကယ်လောကပေါ်ကိုတစ္ဆာဆောင်တည်မှုရတော့လုံးဝအမခန့်ပါပဲတခြားကုမ္ပဏီတွေရောဒီလိုစိတ်ထားမျိုးရှိတဲ့နယ်လို့ထင်လားကဲဒီနေ့ဗီဒီယိုကတော့အတော်လေးရှည်သွားပြီဆိုတော့ဒီလောက်ပါပဲဗျာ good night ပါ